လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ISB အသင်းကတော့အားလုံးသိထားတဲ့အတိုင်းပဲလာမယ့်နိုဝင်ဘာလ9ရက်နေ့မှာအာရှအမျိုးသမီးချန်ပီယံလိကိုစတင်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ပြိုင်ပွဲအတွက်အများကြီးပြင်ဆင်ထားသလိုကစားသမားတွေနီးစနစ်ပိုင်းအားဖြည့်မှုများစွာနဲ့အာရှချန်ပီယံလိအုပ်စုတက်နိုင်ရေးအတွက်အရေးထားဆောင်ရွက်နေကြတာပါ ISB အသင်းပါဝင်နေတဲ့အုပ်စုကတော့တောင်မြောက်ကိုရီးယားအသင်းနှစ်သင်းအပြင်ဂျပန်အခြေစိုက်ကလပ်အသင်းလည်းပါဝင်လို့အာရှရဲ့ထိပ်သီးနိုင်ငံကကလပ်အသင်းတွေကိုဘလို့ကြော်ဖြတ်သွားနိုင်မှာလဲဆိုတဲ့မေးခွန်းတွေမျှော်လင့်ချက်တွေကတော့စုံလို့ပါပဲဒီနေ့မှာကျွန်တော်တို့ ISB အသင်းရင်ဆိုင်ရမယ့်အသင်းတွေရဲ့လက်တလောရက်တီချက်တွေအခြေအနေလေးတွေကိုခြေကပ်လေ့လာကြည့်အောင်အာရှချန်ပီယံလိဆိုတာကလည်းနိုင်ငံရဲ့ကိုစားပြုအသင်းတစ်သင်းသာပါဝင်ရလိမ့်ရှိတာဖြစ်တယ်နိုင်ငံတိုင်းရဲ့လိကနေသက်ဆိုင်ရာယာတီရဲ့အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့အသင်းတွေပဲရှင်ပြိုင်ရတာဆိုတော့လွယ်ကူမှာတော့မဟုတ်ပါဘူးကန်တရားကိုလည်းမျှော်မှန်းလို့မရနိုင်ပါဘူးပထမဆုံးရင်ဆိုင်ရမယ့်အသင်းကတော့တောင်ကိုရီးယားကလပ်အသင်းဖြစ်တဲ့စူဝမ်အသင်းပါလက်ရှိယာတီရဲ့ခြေစွမ်းအရတော့ ISB အသင်းအနိုင်ရဖို့ပြစ်မှတ်အထားဆုံးအသင်းကစူဝမ်အသင်းပါစူဝမ်အသင်းကပြည်တွင်းလိမှာရလက်တွေစိုးနေပြီးတော့28ပွဲမှာ14ပွဲအထိရှုံးနေထားတယ်9ပွဲတည်ကြပြီးတော့9ပွဲသာနိုင်ထားပါတယ်အသင်း8သင်းပဲပါဝင်တဲ့ league မှာရပ်တည်မှုကတော့အဆင့်9နေရာကိုရောက်နေပါတယ်တိုက်စစ်က29ဂိုးပဲသွင်းယူနိုင်ပြီးတော့ပေးဂိုးကတော့45ဂိုးထိရှိနေပါတယ်ဒါကအသင်းရဲ့ရှေ့လေနောက်ဖီယိုဖျဲဖြစ်နေတဲ့အခြေအနေပါစူဝမ်အသင်းရဲ့နီးပြချိုးအင်ချွဲကတော့ဒီအခြေအနေကအာရှချန်ပီယံလိမှာခြေစွမ်းပြဖို့လုံလောက်တဲ့အနေအထားမှာတော့ရှိမနေပါဘူးဒါပေမဲ့အသင်းအနေနဲ့တော့ပြည်တွင်းလိမှာလို့မဟုတ်ဘဲနဲ့အာရှချန်ပီယံလိကိုကွဲပြားတဲ့အရာတွေသယ်ဆောင်လာမှာပါတောင်ကိုရီးယားမျိုးသမီးကလပ်အသင်းအနေနဲ့သမိုင်းသစ်ရေးထိုးနိုင်မှုမျှော်လင့်နေတယ်လို့ပြောကြားခဲ့ပါတယ်စူဝမ်အသင်းရဲ့တိုက်စစ်ပိုင်းမှာတော့အရင်ကအင်္ဂလန်ပရီးမီးယားလိရဲ့ဝမ်ဟန်ယူနိုက်တက်တော်တင်ဟန်ဟော့စပါဘာမင်ဂမ်စီးတီးအသင်းတွေမှာကစားခဲ့မှုတဲ့ဝါရင်တိုက်စစ်မှုချိုဆွန်ဟွန်ကဦးဆောင်လာမယ်လို့သိရတယ်ဘောလုံးလောကမှာနာမည်ကျော်ကြားပြီးတော့နေရာတစ်ခုလည်းရပြီးသားဖြစ်တဲ့အသက်38နှစ်အရွယ်ချိုဆွန်ဟွန်နဲ့အသက်20အရွယ်ဘရာဇီးတိုက်စစ်မှုမီလီနေဟာတို့ကအတွဲဖက်ညီညီနဲ့မြန်ဆန်တဲ့ကစားဟန်ကြောင့် ISB အသင်းနောက်တန်းကတော့ဒါကိုသတိထားရပါမယ်ကင်ယုံဂျီတို့အယာဂါနီရှီခါဝါတို့လိုဝါရင်ကစားသမားတွေကတော့စူဝမ်အသင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားတွေထဲမှာပါဝင်နေပါတယ်ဘောလုံးပိုင်ဆိုင်မှုကိုအဓိကထားပြီးတော့လျင်မြန်တဲ့တံပြန်တိုက်စစ်တွေတောင်မန်တွေကအားသာလေးရှိပေမဲ့စူဝမ်သင်းရဲ့နောက်တန်းကအာယုံစူးစိုက်မှုနည်းလေးရှိတာကြောင့်ကွင်းလယ်နဲ့နောက်တန်းကြားမှာတော့နေရာလွတ်တွေမကြာခဏပေါ်လေးရှိတယ်ဒီအားနည်းချက်ကို ISB အသင်းအသုံးချပြီးတော့အုပ်စုဖွင့်ပွဲမှာအနိုင်ကစားနိုင်မယ်ဆိုရင်တော့ကွာတာဖိုင်နယ်တက်ဖို့မျှော်လင့်ချက်လည်းရှိလာနိုင်မှာဖြစ်ပါတယ်နောက်ထပ်ရင်ဆိုင်ရမယ့်အသင်းကတော့တိုကျိုဘာရီအသင်းပါဂျပန်လိရဲ့လက်ရှိရာသီအဆင့်3နေရာမှာရပ်တည်နေပြီးတော့12ပွဲကစားထားရမှာ9ပွဲနိုင်2ပွဲတည်3ပွဲရှုံးထားပါတယ်သတိကြီးကြီးထားပြီးတော့ကစားရမယ့်အသင်းလို့ပြောရမယ်အသင်းရဲ့တိုက်စစ်မှာစင်ကာပူကစားသမားတဦးသာပါဝင်ပြီးတော့ကျန်တာကတော့ဂျပန်ကစားသမားတွေပါပဲအခြေဆက်သွဲလုံးတွေကလှပတယ်ကွင်းလေကစားကွက်တောင်တင်းပြီးတော့ပြိုင်ပွဲအသင်းရဲ့နောက်တန်းကိုအနီးကတွဲလုံးနေနဲ့ကစားကွက်ပုံဖော်ထိုးဖောက်လေးရှိတဲ့အသင်းမျိုးဖြစ်ပါတယ်ဆိုတော့ ISB အသင်းအနေနဲ့နောက်တန်းကိုကြည်ကြည်လေးလေးနဲ့လူကက်ကစားဖို့ဦးတည်ရမယ်ဘောလုံးလမ်းကြောင်းတွေကိုဖျက်တောက်ရပါမယ်အသင်းရဲ့ကွင်းလေကစားသမားတွေတောင်မန်ကစားသမားတွေကလည်းခံစစ်ကိုကူပေးဖို့လိုပါတယ်ကိုဘက်ကနေခွင့်ရရလာတဲ့အခါမှာလည်းတေချာနေဖို့ပိုင်နိုင်စွာအသုံးချတတ်ဖို့ပြင်ဆင်ထားရမှာပါဒီပွဲစဉ်မှာတော့တေရလက်ရနိုင်ရင်တော့အတော်လေးကိုအခြေအနေကောင်းနေပြီလို့သတ်မှတ်လို့ရပါတယ်နောက်ထပ်ရင်ဆိုင်ရမယ့်မြောက်ကိုရီးယားကလပ်အသင်းဖြစ်တဲ့နာဂိုရန်အသင်းကတော့အာရှချန်ပီယံလိရဲ့ခြေစစ်ပွဲအဆင့်မှာတွင်းကို23ဂိုးထိတိုက်စစ်ကတွင်းယူထားတယ်ခံစစ်ကတော့ပေးကိုလုံးဝမရှိထားပါဘူးခြေစစ်ပွဲအဆင့်မှာတော့လာအိုကလပ်အသင်းဘူတန်ခြေဆိုင်ကလပ်အသင်းထိုင်ဝမ်နိုင်ငံရဲ့ကလပ်အသင်းတွေကိုယာနှုံးပြည့်နိုင်ထားပါတယ်ဒါပေမဲ့နာဂိုရန်အသင်းကအာရှချန်ပီယံလိအုပ်စုအဆင့်မှာတော့တောင်ကိုရီးယားခြေဆိုင်နဲ့ဂျပန်ကလပ်အသင်းတွေနဲ့အရင်ဆုံးရင်ဆိုင်ရမှာဖြစ်တာကြောင့် ISB အသင်းအနေနဲ့ပွဲပန်းမှုဒဏ်နဲ့နာဂိုရန်အသင်းရဲ့ရှေ့နှစ်ပွဲကရလဒ်တွေကိုအသုံးချပြီးအခွင့်အရေးယူနိုင်ဖို့တော့လိုပါတယ်ဟုတ်ကဲ့ပါအာရှခရီးချမ်းမှာ ISB အသင်းကိုစွမ်းညံစွမ်းရှိသလောက်တိုက်ပွဲဝင်သွားမယ့်ပုံရိပ်တွေကိုတော့လာမယ့်နိုဝင်ဘာလ9ရက်နေ့သူဝနကွင်းမှာပဲမြဝါထင်ထင်ခန်းစားကြည့်ရှုရတော့မှာဖြစ်ပါတယ်အားလုံးကရောအားပေးဖို့အဆင်သင့်ပဲလားခင်ဗျာနေ့စဉ် update ဖြစ်နေတဲ့အားကစားသတင်းတွေကိုလည်းလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ CC Bar Sport Channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေ